တရားတော်နာယူဖို့အချိန်အခါကြာရောက်ပါပြီခင်ဗျာမိမိတို့ရဲ့ဘဝအတွေ့အကြုံတန်တရားထဲမှာဆုံးခဲ့ကြုံခဲ့ရတာတွေတရားဥတရားမြတ်ရတဲ့အခါမှာကျင့်ကြံကြိုးကိုအထောက်ခဲ့ရပုံနေဘဝမှာကောင်းကျိုးချမ်းသာတွေရနိုင်တာရှိသလိုဆိုးကျိုးတွေရနိုင်တဲ့အနေအထားတွေအမျိုးစုံမိမိတို့ရဲ့ဘဝအတွေ့အကြုံကိုယဟန္တာအရှင်မြတ်ကြီးတွေဟာမိမိတို့ရဲ့သတင်းသုံးပေါ်တွေအားဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်အဲ့ဒီထဲကဂေါရမမြည်ရတဲ့မထေမြတ်အဲ့ဒီမထေမြတ်ကကပိလဝမြို့တာဂဝင်းမင်းမြို့ထဲမှာမွေးဖွားတာဖြစ်တယ်သူရဲ့အမည်နာမတည်တံ့ရှိနိုင်တော့လည်းပဲအနွယ်နာမည်နဲ့ပဲဂေါရမဆိုတဲ့တာဂဝင်းမင်းသားတွေအားလုံးဟာဂေါရမဆိုတဲ့အနွယ်ဝင်နေကြီးပဲဖြစ်တယ်သို့တော့ပါဠိစာပေမှာအနွယ်ရဲ့ခေါင်းဆောင်မှုလဲဂေါရမလို့ခေါ်ပြီးတော့အနွယ်ရဲ့မျိုးဆက်တွေအားလုံးကိုလည်းပဲဂေါရမလို့ခေါ်တယ်အိန္ဒိယနိုင်ငံတက္ကသဘာသာစကားအရာကြတော့မူလပုဂ္ဂိုလ်ကိုသာလင်ဂေါရမလို့ခေါ်ပြီးတော့သူ့ရဲ့မျိုးဆက်တွေကြတော့ဂေါရမလို့ခေါ်တယ်ခဏထိအိန္ဒိယနိုင်ငံမှာလည်းပဲဂေါတမလို့ခေါ်တဲ့လူမျိုးတွေအနွယ်ဝင်နေရှိနေတော့မယ်သို့တော့အလုံးဟာဘုရားအမျိုးတော့မဟုတ်ဘူးရသော်ဘုရားရဲ့အမျိုးကတကြလူမျိုးတကြလူမျိုးကအနွယ်ကြတော့ဂေါရမအနွယ်လို့ခေါ်တယ်ရသော်ဘုရားကိုကြည်ညိုလေးစားကြတဲ့မြန်မာလူမျိုးတွေကဂေါရမလို့ခေါ်ဖို့ဆိုတာတော်ဝန်လေးကြတယ်ပေါ့နော်တော်ဝန်လေးတယ်သို့သောအိန္ဒိယနိုင်ငံမှာတော့ထမင်းဆိုင်ကစပြီးတော့ဂေါရမထမင်းဆိုင်ဆိုပြီးတော့ဖွင့်တာရှိတယ်ဗုဒ္ဓဂယာဖျားဘူးရောက်တဲ့အခါဗုဒ္ဓဂယာမြန်မာကျောင်းရှိတဲ့မှာဖွင့်ထားတဲ့ထမင်းဆိုင်ကဂေါတံ restaurant လို့ခေါ်တယ်ရေးထားတာဂေါတံဆိုတာဂေါတမပဲတူတူပဲနော်အဲ့တော့ဒီနာမည်နဲ့ဒီလူမျိုးတွေဟာအိန္ဒိယနိုင်ငံမှာမျိုးရိုးတစ်ခုအနေနဲ့ခေါ်လာခဲ့ကြတာဖြစ်တယ်နိဗ္ဗာန်နိုင်ငံမှာလည်းပဲမြတ်စွာဘုရားပွင့်တော်မူတဲ့ဒေသကတကြဆိုတဲ့လူမျိုးတွေဟာသူတို့ကအိန္ဒိယယုတ်တွေနဲ့မတူဘူးတကြလူမျိုးတွေရဲ့ပုံပန်းတန်တန်ရုပ်အနေထားမြန်မာတွေနဲ့ပို့ပြီးတော့ဆင်းမြန်မာလူမျိုးတွေနဲ့တူတယ်အချို့သောစကားတွေမှာလည်းပဲမြန်မာစကားနဲ့သွားတူတာရှိတယ်။ဘာကြောင့်တူတယ်လဲလို့ပြောမယ်ဆိုလို့ရှိရင်တကြလူမျိုးတွေရဲ့မြစ်ဖြားခံရလူမျိုးကတိဘက်တိုပါမင်းလို့ခေါ်တယ်။မြန်မာလူမျိုးတွေရဲ့သမိုင်းကြောင်းကိုကြည့်လိုက်တဲ့အခါလဲမြန်မာလူမျိုးတွေဟာတိဘက်တိုပါမင်းရဲ့အနွယ်အဆက်လို့ရာဇဝင်ဆရာတွေကဆိုတယ်။တကြလူမျိုးတွေကတိဘက်တိုပါမင်းဖြစ်တယ်လို့မြန်မာလူမျိုးတွေကလည်းတိဘက်တိုပါမင်းဆိုတော့မြစ်ဖြားခံလာတဲ့လူမျိုးအနေထားချင်းတူကြတယ်စကလုံးချို့လဲတူညီတာကိုလေးလာသိရှိရတယ်ပေါ့အထူးသဖြင့်ဘုန်းကြီးတို့လေးလာကြည့်မိလို့မှတ်သားမိတာတော့လမ်းဆိုတဲ့စကားရဲ့ငါးဆိုတဲ့စကားရဲ့မိဆိုတဲ့စကားရဲ့လုံးဝတူတယ်ဒီလမ်းကိုလမ်းလို့ဗမာတွေခေါ်တယ်လို့သူတို့လည်းပဲလမ်းလို့ပဲခေါ်တယ်ခဏန်းငါးပဲဖြစ်စေရေထဲကငါးပဲဖြစ်စေငါးလို့သုံးတာဗမာလည်းပဲတူတူပဲငါးဟာခဏန်းရောလမ်းဒီရေထဲကသရဝါရောငါးလို့ခေါ်တာပဲမိဆိုတာလည်းပဲသူတို့ခေါ်နဲ့တော့တူတယ်ပေါ့နော်နောက်တစ်ခုကတော့မေကွန်ထုံတဲ့စကားလိုဟာမျိုးဟုတ်လားမဟုတ်လားလို့ဗမာတွေကပြောလို့ရှိတယ်သူတို့ကြတော့ဟုတ်ဆိုတဲ့စကားတော့မသုံးဘူးလားဆိုတဲ့စကားလုံးတော့သုံးတယ်ခလာမခလာလို့သုံးတယ်သူတို့ကြတော့နော်ခလာမခလာအဲ့ဒါလို့စကားတွေအနည်းငယ်ဆင်းနေတာဟာအကြောင်းတော့ရှိတာပေါ့စကားဆိုတာလုံးဝတူညီမှုကတော့မဖြစ်နိုင်ဘူးဒီတူညီတဲ့မျိုးရိုးစင်ဆက်အနွယ်ဆက်မြေဖြန်းခံရလူမျိုးတူလာပြီဆိုလို့ရှိရင်
စကလုံးတွေတော်တော်များများတူးလာတတ်တယ်ပေါ့နော်အဲ့ဒီပို့တူတာကတော့ရုပ်အစဉ်ရုပ်ပုံတရံတူတယ်သို့တော်လေသူတို့လည်းဒေသအလိုက်မတူကွဲပြားတဲ့ရုပ်တော့အနိပါတော့ရှိတယ်ဒီဘောနိုင်ငံမှာလူမျိုးကြီးလူမျိုး2မျိုးရှိတယ်နေဝါရီလူမျိုးနဲ့နေပါလီလူမျိုးလို့ဆိုပြီးတော့နေဝါရီဆိုတာကနေဝါရီစကားတတ်ရှိတယ်နေပါလီဆိုတာတော့ကောရခါဟိန္ဒူစကားသုံးတယ်ကောရခါစကားသုံးတယ်အဲ့ဒီ2မျိုးရှိတဲ့ထဲမှာနေဝါရီဆိုတာတကြလူမျိုးတွေကနေဝါရီထဲမှာပါတယ်ပေါ့နော်နေဝါရီလူမျိုးတွေမှာပါတယ်ခဏခေတ်မှာတော့မကြာခင်ကတည်းဏီကုန်းချုပ်သွားတဲ့နီပေါနိုင်ငံရဲ့ဘုရင်စနစ်ဟာအုပ်ချုပ်သွားတဲ့လူကနေပါလီဘုရင်ပဲအုပ်ချုပ်တာဖြစ်တယ်နေဝါရီတွေကလူများစုဖြစ်တော့လေသူတို့ထက်ကဘုရင်မဖြစ်ဘူးနော်ဘုရင်မဖြစ်ဘူးအဲ့တော့ဒီဂေါရမဆိုတဲ့အမည်ဟာအနွယ်ရဲ့နာမည်ပဲလို့အနွယ်ဖြစ်သည့်အတွက်ကြောင့်ဒီအနွယ်ဝင်တွေအားလုံးကိုပဲဂေါရမလို့ခေါ်ကြတယ်အိန္ဒိယအတန်နဲ့ပြောရင်ဂေါတမလို့ခေါ်မယ်အဲ့ဒီဂေါရမမြည်ရတဲ့မထေမြတ်ဟာကပိလဝမြို့မှာတာကွေမင်းမျိုးထဲမှာလူဖြစ်တယ်ပထမဆုံးအချိန်မြတ်စွာဘုရားကပိလဝကိုတာကွေမင်းသားတွေကမမနာမြတ်စွာဘုရားဟာတိရထမင်းသားသူတို့လည်းငယ်တယ်ပေါ့အဲ့တော့လူငယ်လူရွယ်တွေကိုရှေ့တန်းထားပြီးတော့သူတို့ကမြတ်စွာဘုရားကိုဝန်းမချခြင်းလို့နောက်ကနေကြတယ်ရှင်မခိုးကြဘူးအဲ့ဒါလိုနေတဲ့အခါမှာမြတ်စွာဘုရားကဆွေတော်မျိုးတော်တွေရဲ့စုံစည်းတဲ့ပွဲမှာဖျားဖြစ်လာတယ်ဆိုတာတမန်မဟုတ်ဘူးဆိုတဲ့အကြောင်း6နှစ်လုံးလုံးတိုင်းတော်ပြည်တော်ကခွဲခွာပြီးတရားဓမ္မရှားလာလို့ရရှိလာတဲ့သူ့ရဲ့စွမ်းရည်တတ္တိဟာမြည်မြကြီးမားတယ်ဆိုတာကိုဆွေမျိုးတွေသဘောပေါက်အောင်လို့ရေမီးအစုံတကူပြာတိဟာကိုဖန်ဆင်းပြတယ်အဲ့ဒီရေမီးအစုံတကူပြာတိဟာဆိုတာတကယ်ကတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးရေနဲ့မီးဆန့်ကျင်ဘက်ရေရအောင်ကအဘောကတိုင်းကိုဝင်စားပြီးဖန်ဆင်းရတာဖြစ်တယ်ဒါတက္ကန္တမီးဖြစ်စေခြင်းလို့ရှိရင်တေဇောကတိုင်းကိုဝင်စားပြီးဖန်ဆင်းရမှာဖြစ်တယ်အဲ့တော့အာယုန်ချင်းကကွဲပြားခြားနာတယ်အာဘောကတိုင်းနဲ့ဝင်စားလို့ရလာတဲ့အပိညင်နဲ့ရေကိုဖန်ဆင်းလို့တေဇောကတိုင်းနဲ့ရလာတဲ့အပိညင်နဲ့မီးကိုဖန်ဆင်းခန္ဓာကိုယ်မှာရေမီးအစုံလက်ရဘက်နားကမီးအလျံနေပန်းထွက်နေတယ်ဆိုရင်လက်ဝဲဘက်ကနားကရေအရင်နေပန်းထွက်နေတယ်ဆိုတဲ့ပုံစံပေါ့နော်ရေနဲ့မီးဟာရောင်ကြီးတော်တွေထဲမှာရောရှက်ပြီးတော့တစ်ဖက်ကရေတွေပန်းထွက်ပြီးတစ်ဖက်ကမီးတွေပန်းထွက်နေတယ်ဆိုတဲ့ဖန်ဆင်းပြမှုဟာအင်မတန်မှခက်ခဲတဲ့လုပ်ရတစ်ခုဖြစ်တယ်ပေါ့တပြိုင်နဲ့လုံးလို့မရဘူးတပြိုင်နဲ့လုံးလို့မရလို့မြတ်စွာဘုရားရဲ့ရေမီးအစုံတကူပြာတိဟာယမိုက်ပြာတိဟာယမကဆိုတာအစုံကိုပြောတာအဲ့ဒီဟာလွယ်ကူသလားဆိုအလုံးကိုခက်ခဲတယ်နှိကွေးနေလို့မရဘူးအလွန်မြန်အောင်လုပ်ရတာဖြစ်တယ်ဒါကြောင့်မို့မြန်မာပြည်မှာထူးမခြားနာသခြင်းအဓိပ္ပာယ်တော့အမျိုးမျိုးဖော်ကြမှာဘသူရေးတယ်ဆိုတာလဲထူးမခြားနာသခြင်းကတော့လူတွေတော့ကြားဖို့ကြတာပေါ့နော်ထူးမခြားနာသခြင်းရေးခဲ့တဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဝိဝါဒကွဲပြားမှုလေးတွေရှိတယ်တော်တော်အဲ့ဒီသခြင်းကြီးကိုခဏအထိဘာသာရေးအခန်းတွေမှာရွတ်ဆိုနေကြတော့ပဲအဲ့ထူးမခြားနာသခြင်းဟာထူးဆိုပြီးတော့မခြားနာဘူးရေမီးအစုံမိရေစုံသားဆိုပြီးတော့ဆိုတဲ့သခြင်းနဲ့ကြားဖို့ကြလေအဲ့ဒီမှာမိရေအစုံဆိုတာအဲ့ဒါကိုပြောတာလေရပဲမျက်လုံးကမိတွေပန်းထွက်နေရင်လေဝဲပဲမျက်လုံးကရေတွေပန်းထွက်နေတယ်အဲ့ဒါလို့ရေနဲ့မိနဲ့ကိုတပြိုင်နဲ့လို့ဖြစ်အောင်တကူတော့ဖန်ဆင်းတာရေမီးအစုံမို့တကူပြာတိဟာအဝိဓမ္မထူးဆန်းအောင်ပဲကောင်းတယ်သို့တော့အချိန်ကာလချင်းခြားနားမှုမရှိဘဲနဲ့တပြိုင်နဲ့လို့ထွက်နေတယ်ကြည့်တဲ့ပုဂ္ဂိုလ်တွေကမျက်တောင်လေးခတ်လိုက်တာနဲ့ဖယ်ပဲညာပဲပြောင်းသွားတယ်ရေနဲ့မီးကအဲ့ဒါလို့
ထူးဆန်းအံ့ဩဝယ်ရေမီးအစုံတကုတ်ပြာတိဟာဆိုတမန်ပုဂ္ဂိုလ်တွေမပြနိုင်ဘူးမြတ်စွာဘုရားမှာပြနိုင်တာဖြစ်တယ်ယမကပါတိဟာရိယဆိုအဗဒံစွမ်းထက်တဲ့တကူဆွေတော်မျိုးတော်တွေကမြတ်စွာဘုရားကိုငါတို့တဲ့အသက်ငယ်တယ်ငါတို့ရဲ့တူငါတို့ရဲ့ညီဆိုတဲ့အသက်ကြီးတဲ့ခုံပါဝါနဲ့မြတ်စွာဘုရားကိုရှ िख ိုးတာမလုပ်ဘူးနော်မလုပ်လို့မြတ်စွာဘုရားက6နှစ်ပတ်လုံးတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ခဲ့တဲ့စွမ်းရည်တတ္တိတရားဥတရားမြတ်ရလာတဲ့အခါမှာရရှိလာတဲ့စွမ်းရည်တတ္တိကိုပြသတဲ့အနေနဲ့ရှင်မိစုံတကုတ်ပြာတွေဟာကိုပြတယ်တဲ့ဆွေတော်မျိုးတော်တွေကြားမှာအဲ့လိုပြလိုက်တဲ့အခါမှာခမည်းတော်သုတ္တရဏမင်းကြီးကစတင်ပြီးတော့ရှ िख ိုးတယ်ခမည်းတော်မင်းကြီးကရှ िख ိုးလိုက်တော့ကျန်တဲ့ဘလောက်ပဲကြီးသူတွေကြီးတဲ့ဦးကြီးတွေဦးလေးတွေအကိုကြီးတွေအကုန်လုံးဟာမြတ်စွာဘုရားကိုလေးလေးစားစားရှ िख ိုးလာကြတယ်ဆိုတော့အဲ့ဒီညာတိတမဂမဆွေတွေမျိုးတွေနဲ့ဆုံစည်းတဲ့ပွဲဟာအလွန်ခမ်းနားတဲ့ပွဲကြီးဖြစ်တယ်ပေါ့အဲ့ဒီအချိန်မှာဒီဂေါရမလို့အမည်ရတဲ့ပုဂ္ဂိုလ်ဟာသူလည်းပဲအဲ့ဒီပရိသတ်ထဲတက်ရောက်ခဲ့တာဖြစ်လို့သူကိုယ်တိုင်မြင်ဝတ်ထင်တယ်မြတ်စွာဘုရားရဲ့အစွမ်းတကူတွေကိုမြင်လိုက်တော့တန်တော်ဖြစ်တယ်။အော်တရားဓမ္မရဲ့စွမ်းရည်ဟာတကြီးမားပါလား။တမန်တော်တို့တွေမှာနော်ငါနဲ့ညီကိုတော်တယ်ငါညီတော်တယ်စသဖြင့်တို့မှာပေါ့နော်ငါတူတော်တယ်ဒီလိုအတူနေထိုင်သွားကြတဲ့ပုဂ္ဂိုလ်ရဲ့စွမ်းရည်တတ္တိဟာဒီလောက်ကြီးမားတာဆိုအလွန်အံ့ဩပြီးတော့နောက်ဆုံးမှာမြတ်စွာဘုရားပေါ်မှာယုံကြည်မှုတွေရလာပြီးတော့သာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုကြတဲ့တိုင်ခွေမင်းတွေထဲမှာသူလည်းအပါဝင်ဖြစ်သွားတယ်အဲ့ဒါလိုယဟန်ပြုပြီးတဲ့အခါမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမနီးပေးတဲ့အတိုင်းပဲသမထကျင့်စဉ်ကိုကျင့်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်တယ်သမထကျင့်စဉ်ကျင့်ဝိပဿနာကျင့်စဉ်ကျင့်သည့်အတွက်ကြောင့်ထူးခြားတဲ့အဘိညာဉ်တကောအဘိညာဉ်တွေသူကိုယ်တိုင်ရရှိခံစားပြီးနောက်ဆုံးမှာအာသဝခေယအဘိညာဉ်ရတဲ့အခါမှာယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်သမထကျင့်စဉ်နဲ့ဉာဏ်နဲ့အဘိညာဉ်၅မျိုးကိုရပြီးတော့ဝိပဿနာကျင့်စဉ်နဲ့အာသဝခေယအဘိညာဉ်ဆိုတာကိုရတော့ယဟန္တာပုဂ္ဂိုလ်အဲ့ဒါလိုတရားကျင့်လို့အောင်မြင်ပေါက်ရောက်ပြီးမိမိရဲ့ဆွေမျိုးမိသားစုတွေအရင်ခြာတွေဘက်ကိုပြန်ပြီးတော့ကြွသွားတဲ့အခါဆွေရင်းမျိုးရင်းတွေဆွေရင်းမျိုးရင်းတွေနဲ့တွေ့တဲ့အခါမှာဆွေတွေမျိုးတွေကဝိုင်းပြီးတော့မေးကြတယ်။ဘာဖြစ်လို့ဘုန်းကြီးဝတ်သွားရသလဲပေါ့နော်။အဲ့တော့ဘုန်းကြီးဝတ်သွားတယ်ဆိုတာကိုမကြိုက်တဲ့လူတွေကလည်းတော်များတာ။လူဝတ်နဲ့နေတာကြိုက်တာပေါ့နော်။ဘာဖြစ်လို့သင်္ကန်းဝတ်သွားရသူတို့နဲ့လူဘဝမှာတူတူပျော်ပျော်ပါးပါးနေပါလား။ဘာဖြစ်လို့ပြင်ပန်းကကြည့်မယ်ဆိုရင်တော့လူကနေဘုန်းကြီးဖြစ်သွားတယ်ဆိုတဲ့အဆင့်လောက်ပဲသိကြတဲ့လူကများတယ်ဘယ်လိုရည်ချင်းတွေရရှိတယ်ဆိုတာသိတဲ့ပုဂ္ဂိုလ်ကအလွန်နည်းတယ်အဲ့တော့ဆွေတော်မျိုးတော်တွေကသူဘာကြောင့်ဘုန်းကြီးဝတ်ရတယ်ဆိုတာကိုမေးချမြန်းကြတဲ့အခါမှာသူ့ဘဝဇာကြောင်းကိုဘုဗ္ဗေနိဗ္ဗာန်နုဒတိညာနဲ့ပြန်ကြည့်ပြီးတော့သူသင်္ကန်းဝတ်လိုက်တာဟာအလွန်မှန်တယ်အခုသူ့ဘဝကိုပြန်ကြည့်လိုက်တဲ့အခါမှာအလွန်ကိုကြောက်မဲ့ဖွယ်ရဘဝတွေကိုဖြတ်တန်းခဲ့ရတယ်ဆိုတာကိုပြန်ပြောပြတာနော်ဝိသတော်ကတော့ဒါတွေသိချင်မှသိအောင်မှာပေါ့ဝတ်ပြီးခုချိန်မှာသူဝတ်လိုက်တာမှန်တယ်ရဟန္တာဖြစ်သွားတဲ့အခါမှာအဘိညာဉ်တွေကိုရလို့သူ့ရဲ့အတိတ်ဘဝကိုပြန်ကြည့်လိုက်တဲ့အခါမှာသူ့အတိတ်ဘဝဟာဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုဆွေတွေမျိုးတွေသဘောပေါက်အောင်ဘာကြောင့်ယဟန်ဘဝကိုသူပျော်မွေးတယ်ဆိုတာကိုပြသဖို့ရအတွက်ဒီအမတ်တရားစကားတွေကိုပြောခဲ့တာပဲဖြစ်တယ်အဲ့ဒီစကားတွေထဲမှာစပြီးသူဘာပြောတော့ဆိုတန္တရံဟိနိရယံအခိစိတ်တံသူဟာတန်တရားထဲမှာလဲခဲ့တော့ငရဲကြခဲ့တာအချိန်ချင်းပဲတဲ့ဒါလူတိုင်းဟာဒါတော့
မရောက်ဘူးတဲ့ငရဲဆိုတာရှိကြမှာရှိမယ်နော်တန္တရံဟိနိရယအကိစိတ်တာဘဝတန်တရားထဲမှာကျင်လဲနေကြတော့ငရဲကိုသူအချိန်ချင်းရောက်ခဲ့ရတယ်တဲ့ပိတလောကိပိတလောကမဂမံပုဏ္ဏပုဏ္ဏငရဲလွတ်လပ်ပြန်တော့လေပြိတ္တာဘုံนี่အချိန်ချင်းထထရောက်ခဲ့ရတယ်တန်တရားမှာလူတိုင်းဟာအပမတ္တသသနာမစတ္တရောအပါယတခကေဟသရိတာပုရုဇဉ်မှန်သမျှလို့ပြောရမှာပဲစတ္တရောအပါယတခကေဟသရိတာအပေလေးပုံဟာကိုယ်အိမ်နဲ့အလားတန်တူတယ်အနေကြတဲ့နေရာတွေလို့ဆိုလို့တယ်ပေါ့နော်တော့ငရဲလည်းခဏခဏရောက်တယ်ပြိတ္တာလည်းခဏခဏရောက်တယ်ပြိတ္တာလည်းခဏခဏဖြစ်ရတယ်ဒုက္ခမံပိတိရိစ္ဆာနာယောနိယအတော်ကိုခံရခက်တဲ့ဆင်းရဲဒုက္ခတွေကြုံတဲ့ဘဝမှာဖြတ်သန်းရတဲ့အထက်မှာအလုံးကိုခံရခက်တဲ့တိရစ္ဆာန်ဘုံလေသူဟာအနေကတာဟိဝုတိတံစိရမယတဲ့သူဟာအကြာကြီးတိရစ္ဆာန်ဘဝဖြစ်ခဲ့ရတယ်တိရစ္ဆာန်ဘဝဆိုတာဘာတစ်ခုမှအဆင်မပြေဘူးနော်စာမပဲစားစရာထားရှာရတဲ့ဘဝမျိုးလေကျွတ်တင်စူးစောင်းပြင်ဆင်ထားလို့လည်းရတာမဟုတ်ဘူးဖြစ်သလိုနေဖြစ်သလိုစားအသားစားတဲ့ခြင်သေးတို့ကြားတို့ဆိုတာမစားရတဲ့ရက်တွေကအများကြီးပဲเนาะအစားအစာလိုက်ရှာသူတို့ဖန်ဆာလို့ရတဲ့ကောင်နဲ့တွေ့မှပဲစားရတယ်နှုတ်မို့ဆိုမစားရအောင်ဘလောက်စားနေမယ်ဆိုတာစဉ်းစားကြည့်မွေတွေလည်းအစာလိုက်ရှာဖားတွေ့တဲ့ခါလောက်ပဲမျိုးပါမွေချင်းတွေ့လဲစားတယ်မျိုးတယ်အဲ့ဒီလိုအစာမတွေ့ပဲနဲ့ငတ်ပြတ်ပြီးတော့လိုက်ပတ်ရှာနေရတဲ့ဘဝတွေအများကြီးမျက်စားတဲ့ကောင်ကနည်းနည်းတော်သေးတယ်မျက်ပေါ်လို့အဲ့ဒီလိုတရိစ္ဆာန်ဘဝမှာတဲ့အတော်ကိုခံရခက်တဲ့ဆင်းရဲဒုက္ခတွေနဲ့အမြဲတမ်းကိုအောက်ဤနေရတဲ့တိရစ္ဆာန်ဘဝကိုနေကတာဟိဝုတိတံစိရမယသူကိုယ်တိုင်ဟာအကြာကြီးလည်းဖြစ်ခဲ့ရတယ်အကြိမ်ကြိမ်လည်းဖြစ်ခဲ့ရတယ်လို့ပြောတာဘာကြောင့်လို့ဆိုရင်ငရဲတို့ဆိုတာအလွန်ဆင်းရဲပြိတ္တာတို့ဆိုတာလည်းပဲငန်းငတ်ပြက်ပြက်နေရတာတိရစ္ဆာန်ဘဝရောက်တဲ့အခါကျတော့တိရစ္ဆာန်ဆိုတာအိတ်စားကာမလို့ဆိုတယ်အိမ်ပဲစားမယ်ပြောပါမယ်ဒါပဲရှိတာအဲ့တော့တိရစ္ဆာန်ဘုံရောက်တာကမောဟအာကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ကြည့်လေဒီကြောင့်လည်းခွေးတွေပဲကြည့်စာဝါအိတ်နာပဲလေကာလမောအိတ်နေလို့ကာဟွန်တီတောင်မှထားကြမှာထားတာပြင်းလိုက်တာလွန်တာခဏခဏကြုံကနော်အဲ့တော့တိရစ္ဆာန်ဘဝဆိုတာမောဟအာကြီးပြီးတော့စားမယ်အိတ်မယ်ပြောမယ်ပါမယ်ဒါပဲရှိတယ်ဒီကြားထဲမှာဆင်မသိရင်ရံဖြစ်ကြမယ်အဲ့ဒီ၃မျိုး၄မျိုးတဲ့နဲ့ပဲတိရစ္ဆာန်လောကဖြစ်နေတာဖြစ်တော့တိရစ္ဆာန်ဘဝရောက်လို့ရှိရင်ပြန်ပြီးတော့တက်နိုင်ခဲ့တယ်ငရဲတို့ဘာလို့ရောက်တဲ့အခါကျတော့ငရဲကျသွားတဲ့လူတွေကတန်ဝေကရကြတယ်ငါလူဖြစ်တော့ကမေးလျော်လို့ငရဲဘဝရောက်ရတာဒီဘဝကနေလူပြန်ဖြစ်ရင်တော့ငါကုသိုလ်ကောင်းမှုတွေအားကျိုးပြီးတော့လုံးလိုက်မယ်ဆိုတဲ့စိတ်ဆန္ဒတွေဖြစ်သေးတယ်ငရဲမှာရှိတယ်ပေါ့ပြိတ္တာဘဝရောက်တဲ့ပုဂ္ဂိုလ်ကလည်းအဲ့လိုစိတ်ဆန္ဒတွေဖြစ်နိုင်သေးတယ်တိရစ္ဆာန်တွေကြတော့အဲ့ဒီစိတ်ဆန္ဒကိုမဖြစ်တော့ဘူးသူတို့ရောက်ရဘဝမှာငန်းငတ်ပြက်ပြက်ပြောပြောပါပါပဲအဲ့ဒါလိုအိတ်စားကာမနဲ့ပဲတိရစ္ဆာန်တွေနေကြတာဖြစ်တော့တိရစ္ဆာန်ဘဝဖြစ်ရင်ပို့ပြီးတော့အကျိန်များတယ်လို့ဆိုတယ်အကျိန်များတယ်ဇက်တိုက်တိရစ္ဆာန်ဘဝမှာဖြစ်တယ်အဲ့ဒီလိုသူကိုယ်တိုင်ဟာငရဲကိုလည်းရောက်ခဲ့ရတယ်ပြိတ္တာဘုံလည်းရောက်ခဲ့ရတယ်ဆင်းရဲဒုက္ခကြီးမားစွာခံရတဲ့ပြိတ္တာဘုံကိုလည်းပဲတိရစ္ဆာန်ဘုံကိုလည်းပဲသူအချိန်ချင်းရောက်ရှိပြီးတိရစ္ဆာန်ဘဝမှာနေခဲ့ရတာတွေများတယ်လို့ပြန်ပြောပြတာနော်အဲ့ဒီကနေပြီးတော့မနုဿသောစာပိဘဝဘိရာတိတောကံကောင်းထောက်မှတဲ့အခါမှာယမယံခါလူ့ဘဝလေးတော့ရောက်လာတတ်တာပေါ့
ကံကောင်းထောက်မှတဲ့အချိန်လေးမှာလူဘဝရောက်တာတစ်ခေါက်တလေအလေရောက်တဲ့သဘောလောက်ပဲရှိတယ်အကျိန်များများဖြစ်ခဲ့တာတိရစ္ဆာန်ဘဝနော်အပယ်လေးပုံမှာတိရစ္ဆာန်ဘဝပိုးပြီးတော့အကျိန်များများဖြစ်ခဲ့တယ်အဲ့တော့လူဘဝတစ်ချိန်တစ်ခါလူဘဝရလာတယ်ဆိုတာတကယ်ကိုမဟာအခွင့်အရေးကြီးပဲလူဘဝရတဲ့အခါမှာရောတန်ဝေကတွေဖြစ်ပြီးတော့ကောင်းတာတွေလှုပ်လာဆိုမလှုပ်ဘူးသာဝတိလုံပန်းပြီးတော့မကောင်းမှုအဟုသို့တွေလှုပ်ရင်းနဲ့ပဲတစ်ခါပြန်ပြီးတော့အိမ်ပြန်ရောက်သွားကြပြန်တာပဲနော်ဒေါသကြီးလွန်းတဲ့ပုဂ္ဂိုလ်တွေကငရဲရောက်သွားတယ်ဒေါသနဲ့သိလို့ရှိရင်ငရဲရောက်သွားတယ်လောဘနဲ့သိရင်ပြိတ္တာဖြစ်သွားတယ်မောဟနဲ့သိတဲ့အခါကျတော့ပြိတ်တိရစ္ဆာန်ဖြစ်ပြန်ရောလောကလူတွေဟာဒီပုံစံနဲ့ပဲတန်တရားထဲမှာအောက်ကိုပြန်လှည့်နေကြတာအပို့များတယ်သူဟာလည်းပဲအဲ့ဒါလိုဖြစ်ခဲ့ရတယ်ပေါ့ဒါတွေကိုသူကိုယ်တိုင်သူ့ဘဝဟောင်းတွေကိုပြန်ပြီးတော့မြင်တွေ့နေတယ်တဲ့မနုဿောပိစဘဝသီရာတိတောလူဘဝတော့တစ်ခါတစ်ခါရောက်တယ်မြတ်စွာဘုရားဟောတဲ့ကိစ္စဘောပမကာဏကိစ္စဘောပမတုတ်တာအဲ့ဒီမှာဟောထားတာလို့ပဲပင်လယ်ထဲမှာမျောချင်ရမျောပြီးအပေါက်တစ်ပေါက်ထဲရှိတဲ့ထဘိုးတုံးကြီးလှိုင်းသိရလေသိရပင်လယ်မျက်နှာပြင်မှာမျောနေတယ်ပင်လယ်ချမ်းမြေအောက်မှာလည်းပဲမျက်စိနှစ်ကွင်းအလင်းမရတဲ့လိတ်ကမ်းကြီးဟာသွားခြင်းဟာသွားအစာရှာသွားခြင်းဟာသွားပြီးတော့သွားနေရကနေပြီးတော့လေရှူဖို့ဆိုပြီးတော့ပင်လယ်မျက်နှာပြင်ဘက်ကိုအပေါ်ဘက်ကိုရက်တက်လာပြီးတော့ခေါင်းဖော်လိုက်တဲ့အချိန်နဲ့မျောကြံမျောနေတဲ့တဘိုးကြီးရဲ့အပေါက်နဲ့သွားခေါင်းနဲ့ဆွတ်မိဖို့ဆိုတာဘယ်လောက်ခဲရင်မလဲမြတ်စွာဘုရားကဖြစ်နိုင်ပါမလားယဟန်တွေကိုမခဲရင်ဘူးလားဆိုခဲရင်ပါတယ်ဗျာမဖြစ်နိုင်လောက်အောင်ခဲရင်ပါတယ်ဆိုမြတ်စွာဘုရားအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့တန်တရားရဲသွားနေတဲ့အချိန်မှာငရဲတိရစ္ဆာန်ပြိတ္တာလို့ဆိုတဲ့အပေပုံကြီးရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ကလူပြည်ပဲခေါင်းပြန်လှဲ့ဖို့ဆိုတာအလုံးကိုခဲနေခုနလိတ်ကန်းကြီးရဲ့ခေါင်းကတဘိုးပေါက်ထဲကိုစွတ်တာဖြစ်ကောင်းဖြစ်နိုင်သေးတယ်နှစ်ပေါင်းများစွာကြာလာတယ်အဲဒီချိန်ကတိရစ္ဆာန်ဘဝကနေလူပြန်ဖြစ်ဖို့ပြိတ္တာတို့ငရဲတို့ကလူပြန်ဖြစ်ဖို့ဆိုတာအလုံးကိုခဲနေလို့မဖြစ်နိုင်လောက်အောင်ခဲနေလို့မြတ်စွာဘုရားအဲ့တုတ်တမှာဟောတယ်။ဘာကြောင့်လို့ဆိုမြတ်စွာဘုရားအကြောင်းပြတာအဲ့ဒီမှာကောင်းခြင်းကောင်းကြံဆိုရယ်ကုသိုလ်ကောင်းမှုလုပ်တာဆိုတာမရှိဘူးအကျင့်ကောင်းဆိုတာမရှိဘူးတိရစ္ဆာန်ဘဝမှာနိုင်ရစားအညမညခာရိကဒုပ္ပလခာရိကမြတ်စွာဘုရားတိရစ္ဆာန်လောကကိုပုံဖော်တာဒီစကားနှစ်ခုတည်းနဲ့ပုံဖော်ထားတာနော်အညမညခာရိကအမျိုးတူရင်တူပါစေတကောင်းတကောင်းသတ်စားနေကြတာဒုပ္ပလခာရိကအာကြီးတဲ့အကောင်ကအားနည်းတဲ့အကောင်ကိုသတ်စားနေခဏိခေမှာလက်ချီအိုဝိုင်းဆိုတဲ့ channel ကိုကြည့်ကြည့်လိုက်ဘောဓုဒအဖြစ်ကြည့်ကြည့်အဲ့ဒီပါဆိုရင်တိရစ္ဆာန်လောကအကြောင်းကိုရိုက်ပြထားတာနော်တကောင်းတကောင်းသတ်စားနေကြတာအဗ္ဗဒမတန်ဝေကဖြစ်စရာကောင်းမြတ်စွာဘုရားဟောထားတဲ့အတိုင်းမှန်တာငါးကြီးတွေကလည်းငါးလေးတွေစားတာပဲအကုန်စားတာဒီပဇွန်ဒုတ်လူတွေစားနေတဲ့ပဇွန်ဒုတ်ဆိုတဲ့ကောင်ဟာဒီတတ်တက်လို့စားတဲ့အောင်းမိတ်နဲ့ဘယ်မှလည်းသူကလည်းတွေ့တယ်လို့ပဲငါးတွေလည်းစားပြစ်တာပဲအဲ့ကောင်လည်းတတ်တက်လို့ကောင်မဟုတ်ဘူးတခါတော့ကတွေးလိုက်တယ်ဒီငါခူဆိုတဲ့အကောင်တွေကပါဇက်ကြီးကပြဲတယ်လေငါခူဆိုတဲ့ကောင်ကြီးတဲ့အဲ့ဒီငါခူကြီးတွေကလည်းရှေကန်းဆက်လာပြီးတော့ခိုးရီရေတောက်တဲ့အခါအဲ့ဒီခိုးရီကိုဖမ်းစားရေတဲ့ကအကောင်ကကုန်းမော်ကအကောင်အတောင်ပါတဲ့အကောင်ကိုတော့ဖမ်းစားတယ်အဲ့တော့မစားတဲ့အကောင်သိမရှိဘူးရှင်လေးတွေတတ်တက်လွတ်စားတဲ့အောင်မိန်နဲ့ဘယ်ဟောမှတော့စားသေးသေးလေးတွေတွေ့ရင်ဝါးစားပြစ်လိုက်တဲ့အဲ့ဒီကောင်တွေတတ်တက်လွတ်စားတဲ့ကောင်တော့နဲတယ်နွားတို့လောက်ပဲရှိတာပဲနော်အဲ့တော့တကောင်းတကောင်းသတ်စားနေတဲ့အလေးထားကြီးကအမတမကြီးမားတယ်ဒီထဲမှာဆိုးတာလူတွေကပို့ဆိုးတယ်
လူတွေကပို့ဆိုးတယ်ကလိန်ကချစ်လဲပေါ်တယ်လူတွေကနော်ရေကြီးတဲ့ကကောင်းလဲရအောင်တူးတယ်ကောင်းကင်ဘောကကောင်းလဲရအောင်ရှာတယ်ရေထဲကကောင်းလဲရအောင်ဖမ်းတယ်အကုန်ဖမ်းပြီးအကုန်စားနေတာအခုဆိုပိုးဟတ်တောင်မကြံတော့တွင်းတွဲပစ္စည်းပရစ်တောင်ကြော်စားနေနော်ဗမာပြည်မှာတွင်းတွဲပစ္စည်းဆိုပရစ်ပဲကြံတော့တယ်ပြောအဲ့ဒါလဲစားတာပဲအဲ့တော့လောကကြီးမှာတိရစ္ဆာန်လောကကြီးကိုကြည့်လိုက်မယ်ဆိုရင်တကယ်ကိုမလုံးကြုံမစိတ်ချစိတ်မချရတဲ့ဘုံဘဝကြီးဆိုတာမတော်မှထင်ရှားတယ်အဲ့လိုယမယခတိရစ္ဆာန်လောကကလွတ်ဖို့ဆိုတာဘယ်လိုလုပ်ဘယ်လိုမှလွတ်ဖို့ရအကြောင်းမရှိဘူးအဲ့ဒီဘဝအတိတ်ကလုပ်ခဲ့တဲ့ကံလေးအားကိုးမှတစ်ချိန်တစ်ခါလူဘဝကိုရောက်လာနိုင်တယ်တဲ့ဟောဂေါရမမထေရအရှင်မြတ်ကလည်းဒီမနုသောပိစဘဝဝိရဖိရာတိတော်သူကကံကောင်းထောက်မှပြီးတော့လူဘဝတစ်ခါတလေရောက်လာတယ်တဲ့တစ်ခါကျတော့သက်ကာယမကမံတကိန်ဆယ်ချိန်တစ်ချိန်လောက်အခါတရားတစ်ခါလောက်တစ်ခါကျတော့လည်းပဲစိတ်ကောင်းနှလုံးကောင်းတွေဝင်ပြီးတော့ဥပုပ်လေးတစ်ခါစောင်းမိတယ်ဆွန်းလေးတစ်ခါလောင်းမိတာနဲ့နတ်ပြည်လည်းရောက်ချင်းရောက်သွားပြန်တယ်နော်ကောင်းတာလေးတွေကနေပြီးတော့ကုသိုလ်ကောင်းမှုလေးလုံးမိလိုက်တာနဲ့နတ်ပြည်ရောက်တဲ့အခါလည်းရှိသွားတယ်တဲ့ရူပဓာတုတုအရူပဓာတုတုအေးသူတော်ကောင်းစိတ်ဝင်ပြီးတော့ဆရာသမားကောင်းနဲ့တွေ့တဲ့အခါမှာစံပင်ကြီးတွေရအောင်သမထချက်စဉ်ကိုကျင့်ကြံကြိုးကိုအထုတ်လို့အောင်မြင်သွားပြီဆိုရင်ပြမဘုံလည်းရောက်သွားတတ်တယ်အရူပပြမဘုံလည်းရောက်တတ်တယ်နေဝတင်ကြီးသူအတင်ကြီးသုဋ္ဌိတံပြမဘုံတွေကနေထုတ်ပြီးတော့သီးသန့်ပြောလိုက်တာနေဝတင်ညာနာတင်ညာယရဏဆိုတဲ့နန္တရားကြီးရှိတဲ့ဘဝကဆိုဘုံတွေရဲ့ထိပ်ပြားနန္တရားတက်တာရှိတဲ့အတိတင်ညာလုံးဝမရှိသလောက်မသိတာတဲ့တကယ်ကိုမရှိဘူးလို့လည်းပြောလို့မရတဲ့နေဝတင်ညာနာတင်ညာရဏဘုံဆိုတာလည်းပဲရောက်တယ်တဲ့အတင်ညာတင်ညာလို့ခေါ်တဲ့အသိစိတ်လုံးဝကင်းမဲ့တဲ့ရှုပ်ကြည်တတ်ရှိတဲ့တင်ညာတဘုံလည်းပဲတခါတည်းရောက်သွားတယ်တဲ့ဟောစံပင်ញင်ရတဲ့အခိုက်အခါလေးတွေမှာအဲ့ဒါလိုရောက်သွားတန်တရားလဲတယ်ဆိုတာအဲ့ဒါတွေလည်းရောက်တယ်ဘာဖြစ်လို့ဒီဘုံနှစ်ဘုံကိုတီးသန့်ထည့်ပြီးတော့ပြောတယ်လေလို့ဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်ကအနန္တမာနတလို့ဆိုပြီးတော့အခုအိန္ဒိယနိုင်ငံမှာရှိသေးတယ်ချိန်ဘာသာခိုင်ကချိန်ဘုံကြီးတွေဆိုတာချိန်ဘာသာဝင်တွေဟာအတိညတဘုံကိုအနန္တမာနတဆိုတဲ့အမည်နဲ့အတိညတဘုံကိုဥတည်ပြီးတော့ကျင့်ကြတာဘုရားဘာသာတွေကနိဗ္ဗာန်ကိုဥတည်ပြီးတော့ကျင့်တယ်လို့ပဲသူတို့ကလည်းအတိညတဘုံရောက်ဖို့ဥတည်ပြီးတော့ကျင့်ကြတယ်ပုံနာတွေကဗြဟ္မဘုံရောက်ဖို့ကျင့်တယ်မဟာဗြဟ္မာဖြစ်ဖို့ကျင့်တယ်ပရပိုက်တွေကျတော့အဘဒရဘုံရောက်ဖို့ကျင့်တယ်အဲ့ဒီဘာသာတစ်ခုကသူတို့ရဲ့လမ်းဆုံးပန်းတိုင်ဆိုတာလေးတွေရှိတယ်ပေါ့အဲ့ဒီလမ်းဆုံးပန်းတိုင်ဆိုတာတွေဟာတကယ်တော့လေတကယ်လမ်းဆုံးမဟုတ်ဘူးတန်တရားထဲမှာနောက်ဆုံးအချိန်မှာသေပြီးတော့ပြန်ဖြစ်ကြအောင်ပါပဲတန်တရားထဲလဲအောင်ပါပဲဆိုတာကိုဒီမထေရမြတ်ကသူ့ရဲ့ဆွေတွေမျိုးတွေကိုသဘောပေါက်နားလဲအောင်ဒီဟာနှစ်ခုထည့်ပြောတာဖြစ်တယ်သူဟာအဲ့လိုဘဝတန်တရားမှာမျိုးစုံအထက်ဆန်းအောက်ဆုံးစုံကြီးဆန်းကြီးတန်တရားထဲမှာသူကဒီလိုကျင့်နေခဲ့တာတဲ့သူ့ဘဝဟာအဲ့လိုကျင့်နေခဲ့ရတယ်အခုတော့ရသော်ဘုရားရဲ့အဆုံးအမကိုရတဲ့အခါမှာတံဘဝသူဝိထိတာအတ္တရကအကြောင်းတရားတွေကဖန်တီးလို့အကြောင်းတရားတွေဆိုတာကံနဲ့ကိလေသာကံတရားနဲ့ကိလေသာပေါင်းစပ်ပြီးတော့ဖန်တီးလို့ဖြစ်လာတယ်ဘဝဆိုတာကံနဲ့ကိလေသာအကြောင်းနှစ်ရပ်ပေါင်းစပ်ဖန်တီးတာသာဖြစ်တယ်ဒါကိုပရိစ္ဆသမုပ္ပါဒ်မှာထင်ထင်လင်းလင်းရှင်းပြထားတာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏံဆိုတဲ့ဘိုက်ကိုကြည့်လိုက်အဝိဇ္ဇာအမှန်မသိမှုကကိလေသာ
အမှန်မသိခြင်းကြောင့်လှုပ်ချင်လှုပ်တာသင်္ခါရကံအမှန်မသိမှုကိလေသာနဲ့ကိလေသာကြောင့်လှုပ်ပြီးလှုပ်ရလှုပ်တဲ့ကံတရားသင်္ခါရတွေဖြစ်တဲ့အခါမှာဝိညာဏလို့ဆိုတဲ့တရေစိတ်ဟာဖြစ်ပေါ်လာတာဖြစ်တယ်ဒီမှာလည်းပဲမြတ်စွာဘုရားဟောတာဘဝဆိုတာဟာတဲ့ကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်ထားတဲ့အရာဖြစ်တယ်ဒါကြောင့်မို့အဝိဇ္ဇာပစ္စယဝိညာဏလို့မဟောဘူးအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏလို့ဟောတာကိလေသာနဲ့ကံနှစ်ရပ်ပေါင်းစပ်ပြီးတော့ထုတ်တယ်ရှေ့ပိုင်းမှာအဲ့ဒါလို့ဟောတယ်နောက်ပိုင်းကျတော့လည်းကြည့်တဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝပစ္စယဇာတိတဏှာဥပါဒံဆိုတာကိလေသာဘဝဆိုတာကံဇာတိဆိုတာဖြစ်လာတဲ့အကျိုးတရားဇာတိကိုဘယ်သူကထုတ်တော့ဆိုရင်ကမ္မဘဝပစ္စယဇာတိပဲကံကြောင့်ဖြစ်တာအဲ့ဒီကံကိုဘယ်သူကြောင့်ဒီကံတွေကလှုပ်ဖြစ်လဲဆိုရင်တဏှာပစ္စယဥပါဒနာပစ္စယဘောအဲ့မှာလည်းပဲကိလေသာနဲ့ကံနှစ်ခုပေါင်းပြောတာတစ်ခုတည်းမပြောမြတ်စွာဘုရားတစ်ခုတည်းမဟုတ်အဲ့ဒါကြောင့်မလို့ဒီဂေါတမမထေရမြတ်ကတရားဥတရားမြတ်ရပြီးတဲ့ပုဂ္ဂိုလ်ဖြစ်သည်အားလျော်စွာသူကသူ့ဆွေမျိုးတွေကိုတရားဟောတော့တန်ဘဝအကြောင်းတရားတွေပေါင်းစပ်လိုက်လို့ဖြစ်လာတဲ့ဟောဒီဘဝကြီးတွေကိုသူ့ဝိတိတာငါကောင်းကောင်းနားလည်သွားပြီတဲ့တန်တရားထဲမှာငါဖြတ်ကျော်ခဲ့ရတာတွေအများကြီးပဲအောက်ဆုံးလည်းရောက်ခဲ့တယ်အထက်ဆုံးလည်းရောက်ခဲ့တယ်လို့ဆိုလိုတယ်31ဘုံမှာသောတော်ဝတ္တ5ဘုံဆိုတဲ့အနာဂတ်သာရောက်နိုင်တဲ့ဘုံတွေကလွဲပြီးအဲ့ဒီဘုံတွေဟာစုံကြီးဆန်းကြီးအလီလီသူဟာဘဝတွေကိုကျင့်နေခဲ့ရတယ်ပေါ့ခဏကြတော့အဲ့ဒီဘဝတွေဟာဘာကြောင့်ဖြစ်တယ်ဒီဘဝတွေဟာတန်ဖိုးရှိသလားဆိုတာတန်ဘဝအကြောင်းတရားတွေပေါင်းစပ်လို့ထုတ်လုပ်လိုက်တဲ့ဘဝတွေကိုအတာရကအနှစ်သာရကင်းမဲ့တဲ့အရာတွေဟူ၍သူဝိဒိတာငါကောင်းစွာနားလည်သွားပြီဝိပဿနာဉာဏ်အမြင်နဲ့သိလိုက်တဲ့အခါမှာဘဝဆိုတာဘာအနှစ်သာရမှမရှိဘူးအနှစ်သာရကင်းမဲ့တယ်ဘာကြောင့်ဘဝဆိုတာမခိုင်မာဘူးအနှစ်သာရမရှိဘူးဆိုတာဘာကြောင့်ပြောလဲဘဝဆိုတဲ့ဟာဘယ်ဘဝပဲဖြစ်ဖြစ်တပြေးပြေးအိုမင်းရင်ရော်လာတာပဲဖြစ်တယ်နောက်ဆုံးကြတော့သိဆုံးသွားတာပဲဖြစ်တယ်အိုခြင်းနာခြင်းသိခြင်းနဲ့ကင်းတဲ့ဘဝဆိုတာရှိမှမရှိတာဒါကြောင့်မလို့ခိုင်မာတဲ့ဘဝဆိုတာတခုမှမရှိဘူးတဲ့ဘဝဆိုတာအနှစ်သာရကင်းမဲ့တယ်အနှစ်ဆိုတာခိုင်မာတဲ့အရာတခုအဲ့ဒီဘဝတွေကိုသူကသေးသေးချာချာလေ့လာသုံးသပ်ပြီးတော့သိရှိခဲ့ပြီတဲ့သင်္ခတာအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ထုတ်လုပ်လို့ဖြစ်လာတဲ့အရာတွေသာဖြစ်တယ်ပစလိတာငြိမ်သက်နေတာများမအောင်မင်းနဲ့ဘဝဆိုတာလှုပ်ရှားရင်းရိုင်နေတာသာဖြစ်တယ်လူဘဝလေးရတာခဏတော့ကြာနေမကောင်းလိုက်တော့ကြာဘာဖြစ်လိုက်ညာဖြစ်လိုက်နဲ့ဆိုဒီငြိမ်အေးချမ်းပြီးတော့စိတ်ချလက်ချနေရတာရှိမှမရှိတာနော်အခုနေကောင်းတော့ကြာကောင်းမှကောင်းအဲ့ဒါလို့ဘဝဆိုတာတည်ငြိမ်နေတဲ့အရာမဟုတ်သည့်အတွက်ကြောင့်ကျမကြီးကောင်းတဲ့အခါကောင်းမကောင်းတဲ့အခါမကောင်းနှုတ်ပြုမှုကလည်းမကြခင်ပဲအိုမင်းသွားတယ်ကောင်းဘောကသပင်လေးတောင်အစိုးမရဘူးအစိုးမရတော့စိုးကြတယ်ပေါ့နော်အစိုးမရတာအစိုးမရဘူးဆိုတော့စိုးလိုက်ကြတာပေါ့နော်မစိုးနဲ့လို့ဒါကြောင့်မို့ပစလိတာဘယ်ဟာမှမတည်မြဲဘူးလှုပ်ရှားရင်းရိုက်နေတာဖြစ်တယ်တတိရိတာအဲ့ဒီဘဝဆိုတာတွေဟာတကယ်ကိုလွင့်ပြန်လှုပ်ရှားရင်းရိုက်ရွေ့ရှားနေတဲ့အရာသာဖြစ်တယ်နှုတ်ပြရာကနေပြီးတော့အိုမင်းလာတယ်အိုမင်းရာလာကနေပြီးတော့မကြမ်းမမာဖြစ်လာတယ်အဲ့ဒီကနေပြီးတော့သိဆုံးခြင်းဆိုတဲ့ဘဝရောက်သွားအဲ့ဒီလိုဒါတွေကိုသူအလေးနဲ့ထားပြီးတော့စဉ်းစားတယ်တဲ့ဒါတွေကိုကောင်းကောင်းကြီးသိတယ်တံဝိထိတဝါအဲ့ဒါတွေကိုဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်လိုက်တဲ့အခါမှာအတ္တတံဘဝကိုယ်ကိုယ်တိုင်ကြိုးစားလို့ကိုယ်တဏ္ဍမှာရရှိလာတဲ့သို့မဟုတ်ကိုယ်တဏ္ဍမှာဖြစ်နေတဲ့သဘာဝတရားတွေကို
ကိုယ်တိုင်သိရှိနားလည်တဲ့အခါမှာတဲ့သူဟာအဲ့ဒီသဘာဝတရားတွေပေါ်မှာအာယုစူးစိုက်တဲ့တတိတည်ငြိမ်တဲ့သမာဓိစူးရှထက်မြက်ပြီးအတွင်းနှစ်ထီအောင်မြင်နိုင်တဲ့ပညာနဲ့ထိုးထွင်းပြီးလှုပ်ရှားရိမ့်ရိုင်တဲ့ဘဝတွေကနေလွတ်ကင်းသွားတဲ့တန်တိမေဝဆိုတကယ်အငြိမ့်တဲ့နိဗ္ဗာန်ကိုသူရှာတွေ့သွားပြီနော်ရိမ့်ရိုင်လှုပ်ရှားနေတဲ့ဘဝတွေကိုဘဝထဲမှာသူဟာဒီဘဝရဲ့မကောင်းတာတွေခြေနေမလှတာတွေကိုတည်တည်ချာချာကြံ့နာစွာသိရှိနားလည်ပြီးတဲ့အခါမှာဒီဘဝတွေကလွတ်ကင်းပြီးတော့တကယ်ကိုသာဝရငြိမ့်တဲ့အငြိမ့်တတ်ဆိုတာကိုခုသူရလိုက်ပြီဒါကြောင့်မို့ဒီအငြိမ့်တတ်ကိုရခြင်းလို့ဘုန်းကြီးဘဝကူပြောင်းတာဖြစ်တယ်အကယ်၍မကူပြောင်းမှုဆိုရင်တန်တရားထဲမှာဒုက္ခရောက်အောင်မှာပဲလို့သူ့ရဲ့ဆွေတွေမျိုးတွေကိုကြာကြာနာနာရှင်းပြတာသူကိုယ်တိုင်လဲခဲ့ရတဲ့တန်တရားဒါတွေကိုရှင်းပြအဲ့ဒီကြတော့မှဆွေတွေမျိုးတွေကလည်းဝမ်းသာအားရဖြစ်လို့သဘောပေါက်နားလဲသွားကြတယ်တဲ့ဒါကခောရမယဟန်တော်ရှင်မြတ်ရဲ့သူ့ဘဝစာကြောင်းရှင်းပြတဲ့အမှတ်တရတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ပြီးသူရရှိလာတဲ့တရားဓုတရားမြတ်ကိုရှင်းလင်းစွာဖော်ပြတဲ့အမှတ်တရစကားပဲဖြစ်တယ်နောက်တစ်ပံဟာရိတဆိုတဲ့ဘွဲရတဲ့မထေမြတ်ရဲ့အမှတ်တရစကားလေးကသူကတော့တာဝတိမျိုးကပြမနာလူမျိုးထဲမှာမွေးဖွားလာသူဖြစ်တယ်သူတို့ရဲ့မျိုးရိုးကကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာအထင်သေးအမြင်သေးဆက်ဆံတတ်တဲ့မျိုးရိုးသူတို့တွေအောက်တန်းကြတယ်လို့ထင်တယ်ဘယ်သူပဲပြောခေါ်ဝတ္တလသူယုံမှာအောက်တန်းစားဆိုတဲ့အဓိပ္ပာယ်နဲ့ခေါ်တယ်သူစကလုံးကအဲ့ဒီလိုကြီးပဲသုံးတယ်အခုခေတ်ဆိုလိုတာပေါ့လေလူကိုသူကနှုတ်ကြိုးတာဟိတ်ကောင်မှဒီလိုပဲခေါ်တယ်ရင်ကြီးမလောက်တတ်ဖို့ပေါ့နော်အဲ့လိုမကောင်းတဲ့အခေါ်အသုံးဆွဲတွေကိုနှုတ်ကြိုးနေတာနောက်တော့မြတ်စွာဘုရားတရားနာရတဲ့အခါမှာသူဟာသာသနာတော်ကိုကြီးညိုပြီးတော့ယဟန်ဘဝကိုပြောင်းတယ်ဒါပေမဲ့နှုတ်ကြိုးနေတာအသိမပြောက်ချင်ဒါကြောင့်မို့လို့ဒီဝါဒနာနဲ့ဇယိုက်ဆိုတာအခုဘဝမှာပြင်ရတယ်မပြင်ဘူးဆိုရင်ဆက်လက်ပြီးနှုတ်ကြိုးသွားရင်ပိုဆိုးလိမ့်မယ်နော်သိတဲ့အချိန်မှာကိုပြောတာတွေကကြမ်းတမ်းနေတယ်ဆိုရင်နုညံ့တဲ့စကားလုံးနဲ့ပြောတတ်အောင်လေ့ကျင့်ကိုယ်စကားဟာရိုင်းနေတယ်ဆိုရင်မရိုင်းအောင်လေ့ကျင့်ကိုယ်စိတ်ဓာတ်ကတစ်ဖက်သားတွေပေါ်မှာစော်ကားတဲ့စိတ်ဓာတ်တွေရှိနေစော်ကားတဲ့စိတ်တွေမရှိအောင်ခုဘဝကလေးကလေ့ကျင့်ရမှာဖြစ်တယ်အဲ့ဒီလေ့ကျင့်မှုနဲ့ကိုယ်ဘဝအကောင်းဆုံးဇယိုက်ဆိုးတွေကိုမလိုက်ဖဲနဲ့ကောင်းမြတ်တဲ့ဇယိုက်တွေကိုဒီကနေ့ကစပြီးထူထောင်လေ့ကျင့်ကြရမှာဖြစ်တယ်အဲ့တော့ဟာရိတဆိုတဲ့မထေရသာသနာ့ဘောင်ဝင်လာတော့လဲနှုတ်ကြိုးနေတဲ့ဇယိုက်ဆိုးမဖြောင်းနိုင်ဘူးနောက်ပိုင်းရောက်တဲ့အခါကျတော့သူ့ကိုယ်သူ့ဘဝသူရှုမြင်သုံးသပ်ပြီးတော့တဝေကားတွေဖြစ်တယ်ဖြစ်ပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်တဲ့အခါမှာသူဟာယဟန္တာဖြစ်သွားတယ်ပေါ့အဲ့ဒါလိုယဟန္တာဖြစ်သွားပြီဆိုတဲ့အခါကျတော့မှသူကလို့တင်လို့ထတာတွေလုံးမမလုံးလို့ရှိရင်လူတွေဟာနောင်တပူပန်ရတတ်တယ်ဆိုတာတွေကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့သူပေးခဲ့တဲ့ဆုံးမဩဝါဒစကားလေးတွေကမှတ်သားစရာပေါ့ဘယ်လိုဆုံးမဩဝါဒပေးတော့ဆိုယောပုပ္ပိကရဏီယနိပစ္ဆာသောကာတုမိစ္ဆတိကြိုးကြိုးတင်းတင်းလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေကိုနောက်မှနဲ့ရွှေ့ပြီးနောက်မှလှုပ်တဲ့ပုဂ္ဂိုလ်ဟာတဲ့ဘာပဲဖြစ်ကိုလုံးရမယ့်အလုပ်ဟာလှုပ်တာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်ရအဲ့တော့စောသေးတယ်တို့ချိန်မတန်သေးဘူးတို့မရွှေ့နဲ့ကိုလုံးရမယ့်အလုပ်ကိုချက်ချင်းလုပ်
အဲ့ဒီလိုလှုပ်တဲ့လှုပ်တိုက်တဲ့အလုပ်တွေကြိုတင်လုပ်ရမယ့်အလုပ်တွေကိုနောက်ကျမှလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဒုက္ခသောထန္တတိဌာနအဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာဒုက္ခရာအကြောင်းအခြေအနေကောင်းတွေကနေပြီးတော့ဆုံးရှုံးသွားနိုင်တယ်တဲ့ဆုံးရှုံးရနေမကဘူးပစ္ဆာစအနုတ္တပတိမလုံးမိတာမှားလိုက်တာဆိုပြီးတော့နောက်ကျမှတွေးပြီးတော့ပူပန်နေရတတ်တယ်ဒါကြောင့်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုချွတ်တင်ပြီးလုပ်ပါလို့သတင်းသုံးဖို့တွေကိုသူကဆုံးမဩဝါဒပေးတာနော်ဒါသူရဲ့ဆုံးမစကားလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုကြိုကြိုတင်တင်လုပ်ပြီးသားဖြစ်အောင်လုပ်ထားဒီလိုဆိုလို့ပြီးတဲ့အခါမှာလောကလူတွေကမလုပ်ဖဲလဲသိပြောကြညတယ်ကိုယ်လည်းမလုပ်ဖဲနဲ့ပြောတဲ့သူတွေကလည်းအများကြီးရှိတယ်နော်မလုပ်တာလည်းပြောတယ်ပြောပြီးတော့လည်းမလုပ်တဲ့လူတွေကလည်းအများကြီးပဲအဲ့ဒါမျိုးလည်းမဖြစ်စေဖို့သူကဆုံးမဩဝါဒပေးတယ်ယဉ်ညိကရိယာတင်ညိဝရိကိုလုပ်တာကိုသာကိုပြောပါတဲ့ယန္နကရိယာနတ္တံဝရိမလုပ်တာမပြောပါနဲ့ကိုတကယ်လုပ်တဲ့ဟာကိုသာလည်းပြောပါကိုမလုပ်တာမပြောပါနဲ့ဘာကြောင့်လဲလို့ဆိုရင်အကရွန်တံဘာသမနံမလုပ်ဖဲနဲ့အပြောတက်တက်ဆိုတဲ့အပြောသမားကိုပရိဇာနန္တိပဏိတာစဉ်းစားဉာဏ်ရှိတဲ့ပညာရှိတွေကဒီလူဟာအပြောသမားပဲလို့သိကြပါတယ်တဲ့နော်မလုပ်ဘဲမပြောနဲ့လုံးမပြောလှုပ်တာကိုပဲပြောမလှုပ်တာမပြောနဲ့အပြောတက်တဲ့သမားနားလဲတဲ့ပုဂ္ဂိုလ်ကြီးချားမှာရှက်စရာကောင်းတယ်ပေါ့ဒါကြောင့်မို့လို့ကိုပြောတာပဲကိုလှုပ်တာပဲကိုပြောအပူတွေမပြောနဲ့ဒီလိုဆိုလို့တယ်ဒါလူတွေလိုက်နာကျင့်သုံးရမယ့်အချက်တွေပေါ့နော်ဒေသင်ဘွားမှာပြီးတဲ့အခါကျတော့လောကမှာတကယ်ကိုချမ်းသာတယ်ဆိုတာဟာဘဝတန်တရားထဲမှာရှာလို့တော့မရဘူးတဲ့တန်တရားထဲမှာချမ်းသာတယ်ဆိုတာလူတွေကထင်ပြီးတော့ရှားနေကြတယ်လူချမ်းသာကိုလည်းချမ်းသာတယ်လို့ထင်တယ်နတ်ချမ်းသာလည်းချမ်းသာတယ်လို့ထင်တယ်ဗြဟ္မချမ်းသာလည်းချမ်းသာတယ်လို့ထင်တယ်တန်တရားတွေကချမ်းသာဟာဘယ်ချမ်းသာမှပူပန်တော့ကနဲ့မကင်းနိုင်ဘူးတဲ့ဒါကြောင့်မို့တန်တရားထဲမှာချမ်းသာအစစ်ဆိုတာမရှိဘူးတမန်လူတွေကြည့်လေပတ်စံချမ်းသာတဲ့လူကိုချမ်းသာတယ်လို့ခေါ်ကြတာပဲလေငွေရှိတဲ့လူကိုချမ်းသာတယ်လို့ခေါ်ကြတာတကယ်တော့ငွေရှိတဲ့လူကချမ်းသာသလားဆိုပြောမယ်ဆိုလို့ရှိရင်ကိုယ်မှာပတ်စံရှိတော့သုံးနိုင်တယ်ဝယ်နိုင်တယ်စားနိုင်တောက်နိုင်တယ်အဲ့ဒါလေးကိုချမ်းသာတယ်လို့ထင်ကြတာသို့တော့ကိုယ်ရှိတဲ့ငွေကြေးတွေမပြောင်းပြတ်အောင်ထိန်းသိမ်းရတာစိတ်ပူရတာတွေကအများကြီးပဲလေရှိရင်လည်းပူရတာပဲမရှိတောင်းတရှိကြောင်းကြတဲ့ဘယ်ဘက်ကမှမလွတ်ဘူးမရှိတော့လည်းလူချင်းများရှိပြန်တော့လည်းပူရပြန်ဘယ်ဟာလွတ်ဘယ်မှမလွတ်ဘူးเนาะဒါကြောင့်မို့တန်တရားထဲမှာဆိုရင်အရှိကလည်းမလွတ်နောက်ကလည်းမလွတ်ဘေးကလည်းမလွတ်ဆိုလို့ဆဲဒုက္ခနဲ့လွတ်နိုင်တဲ့နေရာမရှိဘူးတဲ့အစင်ပြေမလားအောင်းမေမပြေဘူးမပြေတာတွေနဲ့ဝန်းရံနေတယ်ဒါကြောင့်မို့တန်တရားထဲမှာချမ်းသာဒုက္ခမရှာနဲ့တဲ့တကယ်ချမ်းသာဒုက္ခဆိုတာဘယ်မှာမှရှိသလဲလို့ဆိုတော့တုတုခံဝတ္တနိဗ္ဗာန်သမ္မာသမ္ဗုဒ္ဓထေတိတံမြတ်စွာဘုရားလမ်းပြပြီးတော့ညွှန်ပြထားတဲ့မြတ်စွာဘုရားလမ်းပြညွှန်ထားတဲ့နိဗ္ဗာန်ကသာလင်တကယ်ချမ်းသာပါတဲ့နိဗ္ဗာန်သိတာလင်တကယ်ချမ်းသာမြတ်စွာဘုရားညွှန်ပြတဲ့နိဗ္ဗာန်ဟာတကယ်ချမ်းသာပါတဲ့အသောကံဝိရစံခေမံယထဒုက္ခံနိရောစတိအဲ့ဒီနိဗ္ဗာန်မှာစိုးရိမ်ကြဆိုတာဘာတခုမှမရှိဘူးပဋ္ဌာန်းချမ်းသာရင်စိုးရိမ်နေရသေးတယ်ဝေရီများလူခိုးသွားမလားဗန်အထပြန်ဘန်ကရများဖြစ်သွားမလားလန့်သေးတာပဲအဲ့တော့ဘယ်မှစိတ်မချအတောကနဲ့ပဲနေကြရတာဖြစ်တယ်နောက်ဆုံးဘာမှစိုးရိမ်စရာမရှိဘူးဆိုတဲ့လူကိုယ့်ကိုမကြမ်းမှဖြစ်မှစိုးရိမ်နေရပြန်ကိုယ့်အတွက်ပူရတယ်သူများအတွက်မပူရရင်ကိုယ့်အတွက်ပူရတယ်မပူရဘူးဆိုတာသိမရှိဘူးเนาะလူတွေကပြောကြတယ်သားတွေသမီးတွေကကြီးကုန်ပြီသူကလည်းသူဖြစ်မပူရဘူးတဲ့ဟုတ်လိမ့်မယ်เนาะ
သူများမပူအကွက်ကိုပူတယ်အဲ့တော့မပူပဲနေတဲ့လူကလည်းခါရှာရှာတယ်လီဖုန်းလေးနဲ့ဆက်ပြီးမေးနေသေးတာပဲအဲ့ဒါပူလို့ပေါ့မတွေ့ရရင်လှမ်းပြီးတော့တယ်လီဖုန်းဆက်မေးသေးတယ်အဲ့ဒီတောကဆိုတာကင်းတဲ့နေရာခါရှာရှာပဲအတောကဆိုရင်တောကဆိုတာဘာမှမရှိဘူးတဲ့နိဗ္ဗာန်မှာဝိရဇစိတ်ထဲမှာညှဉ်းနှွမ်းเสียဆိုတာလေဘာတစ်ခုမှမရှိဘူးနိဗ္ဗာန်မှာအညစ်အကြေးအမုံအမွားမြုံမုံတွေလိုညစ်သေးစေရတဲ့အရာတွေကိရိတာဆိုတဲ့အညစ်အကြေးတွေနိဗ္ဗာန်မှာမရှိဘူးတဲ့ခေမံသာဝရငြိမ်းချမ်းနေတယ်ဘေးရန်ဆိုတာလုံးဝမရှိဘူးအန္တရာယ်မရှိဘူးဘဝမှာအန္တရာယ်တွေလွန်များတယ်ဘာအန္တရာယ်မှမရှိဘူးဆိုတော့အိုခြင်းဟာအန္တရာယ်ပဲနော်အိုလာတာအန္တရာယ်ပဲဒီမကောင်းထိုင်မသာဖြစ်တာအန္တရာယ်ပဲသိရတာလဲအန္တရာယ်နဲ့ကြုံရတာပဲနိဗ္ဗာန်ကြတော့ခေမလုံးဝကြောက်เสียဘေးရန်အန္တရာယ်ဆိုတာကင်းငြိမ်းသွားတယ်ယထာဒုက္ခံនិရောဓတိမကျေနပ်เสียဆင်းရဲဒုက္ခဆိုတာလုံးဝကိုမရှိတာတော့နိဗ္ဗာန်ပဲတကယ်ချမ်းသာဒုက္ခကိုရချင်လို့ရှိရင်နိဗ္ဗာန်ကိုရအောင်ကြိုးစားအထောက်ပါလို့ဟာရိတမထေရတရင်သဘောတွေကိုဆုံးမဩဝါဒပေးပြီးသူကိုယ်တိုင်ဟာလည်းအဲ့ဒီနိဗ္ဗာန်ကိုရရှိပြီးဖြစ်ကြောင်းကိုရှင်းပြတဲ့သဘောနဲ့အမှတ်တရစကားကိုဆိုခဲ့တာဖြစ်တယ်ပေါ့ဂေါရမအမည်ရတဲ့မထေရမြတ်နဲ့ဟာရိတအမည်ရတဲ့မထေရမြတ်တို့ရဲ့အမှတ်တရစကားဆုံးမစကားတွေကိုသိရှိနားလည်ကြရတဲ့အခါမှာသင်္ကန်းစာများစွာရယူပြီးတော့ကိုယ့်ဘဝမှာတန်ဖိုးရှိဆုံးဘယ်ရာဖြစ်တယ်ဆိုတာကိုယ်တိုင်ရွေးချယ်လို့ထူးခြားတဲ့တရားဥတရားမြတ်တွေမရသေးသမျှနိဗ္ဗာန်ကိုမရသေးသမျှဘဝမှာချမ်းသာဆိုတာဒုဒတွေမရသေးဘူးလို့ကိုယ်စီမှတ်သားထားပြီးနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း